Google ရဲ့ချင်းတွေကိုနှိမ်နင်းမဲ့ project အကြောင်းသိပြီးပြီလား Variety လို့ခေါ်တဲ့ကျန်းမာရေးသိပ္ပံနည်းပညာကုမ္ပဏီတစ်ခုနဲ့ Google နဲ့ကအတူတူပူးပေါင်းပြီးတော့ Debug project လို့ခေါ်တဲ့ချင်းနှိမ်နင်းရေးစီမံကိန်းတစ်ခုကိုအကောင့်ထဲပေါ်နေကြပါတယ်ချင်းတွေကိုရိုးရိုးနှိမ်နင်းမှာမဟုတ်ဘူးနော် AI သုံးပြီးတော့နှိမ်နင်းမှာဘယ်လိုမျိုးလုပ်မှာလဲဆိုတော့ချင်းတွေကိုချင်းအကောင့်မဖြစ်ခင်တားလောင်းဘဝတွေကနေပြီးတော့ Google ကသူ့ရဲ့ AI နဲ့အထီးမှခွဲလိုက်မှာ Google AI မှာကချင်းသားလောင်းနေတဲ့ပုံရိပ်တွေကိုတန်းနဲ့ချီပြီးတော့ရှိနေတဲ့အတွက်ကြောင့်မလို့သူချင်းရဲ့အမွှေးပုံစံအမိပုံစံတွေကိုကြည့်ချင်းအပြင်အလွယ်တကူပဲခွဲခြားနိုင်တယ်ဒီလိုမျိုးအထီးမှခွဲခြားပြီးသွားတဲ့အချိန်မှာအမတွေကိုတော့စွန့်ပစ်လိုက်မယ်ချင်းအထီးတွေကိုတော့ဘက်တီးရီးယားတစ်မျိုးကိုပေးလိုက်မယ်အဲ့ဒီဘက်တီးရီးယားကချင်းအထီးတွေကိုမျိုးမအောင်တော့အောင်လို့လုပ်ပေးနိုင်တယ်အပြင်ကိုလွှတ်လိုက်ပြီးတော့ချင်းမတွေနဲ့မိတ်လိုက်တဲ့အခါကျလို့ရှိရင်ချင်းအကောင့်အသစ်တွေထပ်ပြီးတော့မပေါက်ဖွားနိုင်တော့ဘူးပေါ့နော်သူတို့ကဒီလိုမျိုးချင်းအထီးတွေကိုပြုပြင်ပြီးသွားတော့ကြုံရနေရာမှာလွှတ်လိုက်တာမဟုတ်ဘူးဘယ်နေရာတွေမှာချင်းအထူထပ်ဆုံးဖြစ်နေလဲဆိုတာကိုသိနိုင်ဖို့အတွက်နေရာအသီးသီးမှာချင်းတွေကိုထောက်လှမ်းနိုင်တဲ့ smart trap တွေထားထားတယ်အဲ့ဒီ smart trap ကနေပြီးတော့အလင်းတန်းတစ်ခုထုတ်လွှတ်ပေးတယ်အဲ့ဒီအလင်းတန်းရဲ့အောက်ကနေဖြတ်သွားတဲ့ချင်းတွေကိုတကောင်ကြီးစီလည်းရေတွက်လို့ရတယ်ချင်းတွေရဲ့တောင်ပန်ခတ်တဲ့ကြိမ်လုံးကိုကြည့်ချင်းအပြင်အထီးအမအမျိုးအစားကိုလည်းခွဲခြားလို့ရတယ်ဒီလိုမျိုးအချက်လက်တွေကိုရရှိထားပြီဆိုလို့ရှင်တော့ခုနကသူတို့ပြုပြင်ထားတဲ့ချင်းအထီးတွေကိုချင်းအထူထပ်ဆုံးနေရာတွေမှာကားနဲ့ဖြစ်စေ drone နဲ့ဖြစ်စေသွားပြီးတော့လွှတ်ပေးလိုက်မှာဒီနည်းပညာကအသစ်အစမ်းတော့မဟုတ်ဘူးစင်ကာပူ၊ဩစတြေးလျ၊ကိုလံဘီယာ၊ဘရာဇီးနဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာလည်းအရင်နှစ်တွေကအသီးသီးအောင်မြင်ခဲ့ပြီးသားဖြစ်ပါတယ်။ချင်းအကောင်ရေ90%အောက်ကိုတောင်ရှော့ချနိုင်ခဲ့ပြီးတော့ချင်းကြောင့်ဖြစ်တဲ့ယောဂါတွေလည်းတော်တော်လေးနည်းသွားတယ်။အခုလက်ရှိမှာတော့ဒီ project က American ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းမှာခွင့်တောင်းထားတဲ့အဆင့်ပဲရှိသေးတယ်။ဒါပေမဲ့ဒီ project ကအောင်မြင်သွားခဲ့ပြီဆိုလို့ရှိရင်ကမ္ဘာ့ချင်း program World Mosquito Program ဆိုတဲ့အဖွဲ့နဲ့ပူးပေါင်းပြီးတော့ Fiji, Vanuatu, အာရှနဲ့ Latin America တလွှားမှာရှိတဲ့ချင်းထူထပ်နေတဲ့နိုင်ငံတွေကိုဒီနည်းပညာကိုဖြန့်ဝေသွားမယ်လို့သိရပါတယ်။အစောနေ့ကျူပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်။